မြန်မာဘောလုံးလောကရဲ့နှမျောစရာအကောင်းဆုံးပါရမီရှင်ငြိမ်းချမ်းအောင်မြန်မာဘောလုံးသမိုင်းမှာတဦးချင်းစွမ်းရည်အကောင်းဆုံးပါရမီရှိဆုံးကစားသမားတစ်ယောက်ကိုပြပါဆိုရင်ပရိသတ်တွေရဲ့ပါးစပ်ဖြားမှာပြည့်မြင့်လာမယ့်နာမည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဗာငြိမ်းချမ်းအောင်ပါပဲ။2014ခုနှစ်မြန်မာနိုင်ငံကအေရှယံဖြစ်လက်ခံကျင်းပခဲ့တဲ့အာရှလူငယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာငြိမ်းချမ်းအောင်ဟာတနိုင်ငံလုံးရဲ့အားကိုးရာသူရဲကောင်းဖြစ်ခဲ့ပါတယ်။သူ့ရဲ့သွေးရည်လုံးနဲ့တွင်းဘိုးတွေကွင်းလယ်မှာကစားကွက်ပုံပုံတွေကမြန်မာအသင်းကိုကမ္ဘာဖလား2020 World Cup ခြေစစ်ပွဲအောင်မြင်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကသူဟာအာရှရဲ့အကောင်းဆုံးလူငယ်ကစားသမားစီးရင်မှာတော့ပါဝင်ခဲ့သူပါဒါပေမဲ့ကန်ဂျမာရဲ့အလှည့်ပြောင်းတွေဒဏ်ရာပြဿနာတွေနဲ့အတူသူ့ရဲ့ခြေစွမ်းတွေဟာတဖြည်းဖြည်းမိမ့်မိန်လာခဲ့ပါတယ်ဥရောပကလပ်တွေအထိတွားရောက်ဆန်းသက်ခွင့်ရခဲ့ပေမဲ့လက်တွေ့မှာတော့ပရိသတ်တွေမျှော်လင့်သလောက်ဖြစ်မလာခဲ့တာဟာမြန်မာဘောလုံးလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲအခုချိန်မှာတော့ငြိမ်းချမ်းအောင်ဟာအရင်လိုတောက်ပတဲ့ပုံရိပ်တွေနဲ့ဝေးကွာသွားခဲ့ပါပြီ။ဒါပေမဲ့မြန်မာပရိသတ်တွေရဲ့ရင်ထဲမှာတော့သူဟာတစ်ချိန်ကကမ္ဘာဖလားအိမ်မက်ကိုလက်တွေ့ဖြစ်အောင်လုပ်ပေးခဲ့တဲ့ပါရမီရှင်တွေကနံပါတ်10အဖြစ်အမြဲတမ်းရှိနေမှာပါ။နောက်ထပ်ဘယ်ဘောလုံးသမားအကြောင်းကိုစိတ်ဝင်စားတယ်ဆိုတာခမရေးခဲ့ပြီးတော့ဘောလုံးသတင်းနဲ့ကစားသမားများအကြောင်းကြိုက်နေတဲ့ရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပြီးတော့